ဒါကတနန်းသူဘက်ကနေပြီးတော့ကျွန်တော်ပို့ထားတဲ့ file လေးပေါ့နော်ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ပြပေးပါကျွန်တော်တို့ကစာမရိုက်ခင်ပြင်ဆင်ရန်ဆိုတဲ့အချက်ကဒီ Microsoft Word သုံးတဲ့အခါမှာအရင်အကြီးကြီးရေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီကိစ္စကိုအရင်မပြောခင်မှာကျွန်တော်က၄ယောက်ထဲကိုအရင်ပြောမယ်စာမရိုက်ခင်မှာကျွန်တော်တို့က margin လောက်ရတယ်ပြီးရင်ကျွန်တော် orientation ဆိုတဲ့စာမျက်နှာကို down လိုက်လားအလျာလိုက်လားအရင်လောက်ရမယ်ပြီးရင်ကျွန်တော်ဒီ size ဆိုတဲ့နေရာမှာကျွန်တော် A4 ဆိုတော့အရင်ရွေးရမယ်ဒီမှာဆိုရင်လက်တာရွေးတာဒါဆိုမှားတယ်ပေါ့နော်ဒါဆိုရင်စာမျက်နှာရဲ့အတိုင်းဒါကမမှန်ပါဘူးဒါကြောင့်ကျွန်တော် A4 ရှင်းလိုက်မယ်ဒါဆိုဒီမှာ A4 စာရွက် size ပြန်ပြီးတော့ဖြစ်သွားမယ်ဒီအဆင့်ပြီးပြီဆိုကျွန်တော်တို့ home နဲ့သွားလိုက်မယ် home ထဲမှာကျွန်တော်အရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့တဲ့အချက်တွေကြီးတယ်အဲ့ဒါ no spacing ပြောင်းပေးရမယ်နော် no spacing ပြောင်းလိုက်ရမယ်ကျွန်တော် no spacing ပြောင်းမယ်တကယ်တော့ဒီမှာ no spacing မပြောင်းခင်မှာတန်တန်းသူဘက်ကစာတွေရိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကစာတွေအကုန်လုံးဆက်လက်မှတ်ပြီးတော့ကျွန်တော်က no spacing ကိုပြင်ရှင်းလိုက်ပါဒါဆိုလို့ရှိရင်တန်တန်းသူရဲ့စာပိုက်ကတော်တော်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ကြည်ရဆိုတော့ဒီမှာဆို no spacing သုံးလိုက်ပြီကိုက no spacing သုံးပြီးပြီဆိုရင်လေကိုကဒီမှာစာကြောင်းတွေရဲ့ line spacing ကိုဘယ်လောက်အကွာဝေးထားမှာလဲကိုထားခြင်းနဲ့အကွာဝေးတစ်ခုကိုထားလိုက်ဒါကြတော့စာကြောင်းတွေရဲ့အထက်အောက်အကွာအဝေးကိုဒီမှာရွေးလို့ရတယ်ဒီမှာဆိုတော်တော်ကျဲဝါကြီးအဆင်မပြေဘူးတော့ 1.15 သို့မဟုတ် 1.5 နှစ်ခုတည်းတစ်ခုထားမဟုတ်ဘူးဆိုလဲ1.0တစ်ခုထားပေါ့နော်ကြိုက်တာထားဒီမှာထားလိုက်မယ်ဒါထားပြီးပြီဆိုရင်ကျွန်တော်တို့ကစာမရိုက်ခင်မှာကျွန်တော်အမြဲပြောတယ်စာမရိုက်ခင်မှာပြင်ဆင်မှုကျွန်တော်ပြောခဲ့တာကြီးအဲ့ဒါပါလဲဆိုတော့ကျွန်တော် font ကိုရှင်းရမယ် font ရှင်းတတ်မှဒါလည်းကျွန်တော်တို့ Microsoft Word သုံးတတ်မှာပေါ့နော် font မရှင်းနိုင်ကျွန်တော်သုံးတတ်မှာမဟုတ်ဘူးဒီမှာကိုကြိုက်တဲ့ font ရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကသတ်မှတ်ပေးထားတဲ့ Tiny Roman ဆိုတဲ့ font ကိုကျွန်တော်သတ်မှတ်ပေးထားတယ် Tiny Roman font ကိုရှင်းလိုက်ကိုကဆလတ်မမှတ်ထားဘူးဆိုရင်တော့ရမှာမဟုတ်ဘူးเนาะဘာကြောင့်လဲဆိုတော့ကိုကစာတွေရိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ကိုကဆလတ်မှတ်ရမယ်စာတွေမရရသေးဘူးဆိုတော့ဆလတ်မှတ်စရာမလိုဘူးကျွန်တော်တန်းပြောင်းလိုက်ရမပြီးရင်ကိုရဲ့ font size font အရွယ်စားကိုဘယ်လောက်ထားမလဲ17ထားမလား17ထားမလားကိုပေါ့ကြိုက်တာရွေး